တခါတည်းညအမောင်ကောင်းကင်ပေါ်မှာအစိမ်ခရမ်းပန်းရောင်ကြက်သွေးရောင်စတဲ့အလင်းလန်းတွေကိုကောင်းကင်ရံမှာလှုပ်ရှားကောက်ခုံနေတယ်လို့ပုံစံမျိုးမြင်တွေ့ရတတ်ပါတယ်။အဲ့ဒီအလင်းလန်းတွေကိုဥဒရအလင်းတန်း Northern Lights လို့ခေါ်ပြီးကမ္ဘာတောင်ဘက်စွန်းနဲ့မြောက်ဘက်စွန်းဒေသတွေမှာတွေ့ရတတ်ပါတယ်။မြောက်ဘက်စွန်းဒေသများတွင်ဖြစ်ပေါ်နေသော Northern Light များကို Aurora Borealis လို့ခေါ်ပြီးတောင်ပိုင်းတွင် Aurora Australis ဟုခေါ်ဝေါ်ကြပါတယ်။ကမ္ဘာမြောက်ဘက်ခြမ်းတွင်တွေ့ရသောအလင်းတန်း Aurora Borealis ကိုမြောက်ဘက်ဒေသ၏အာရုံဦးလို့တင်စားခေါ်ဝေါ်ကြပါတယ်။ဒါဟာမျက်လုံးနဲ့မြင်တွေ့ရတဲ့သဘာဝရဲ့အံ့ဩဖွယ်အလှတရားတစ်ခုပဲဖြစ်ပါတယ်။မြန်မာလိုဥဒရအလင်းတန်းလို့လည်းခေါ်ဆိုပါတယ်။ဆိုလာဝင်းလို့ခေါ်တဲ့အင်အားမြင့်အမှုန်များဟာကမ္ဘာမဂနက်တစ်အလွှာနဲ့ထိခိုက်မိတဲ့အခါကောင်းကင်ပေါ်မှာအလင်းရောင်ဖြစ်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ကြီးစုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူတုတဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brihat Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။နေမထွက်လာတဲ့အင်အားမြင့်အမှုန်တွေဟာလေထုထဲကအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်အမှုန်တွေနဲ့ထိတွေ့တဲ့အခါအရောင်အသွေးမျိုးစုံထွက်ပေါ်လာပါတယ်။ထွက်ပေါ်လာတဲ့ရောင်စင်တွေထဲမှာအစိမ်းရောင်ဟာအများဆုံးတွေ့ရတဲ့အရောင်ဖြစ်ပြီးခရမ်းပန်းရောင်အနီရောင်စတဲ့ရှားပါပြီးအရမ်းလှတဲ့အရောင်များကိုလည်းမြင်တွေ့ရတတ်ပါတယ်။အလင်းတန်းများဟာပုံစံမျိုးစုံဖြစ်တည်ရှိပြီးအချို့မှာအကွက်ပုံစံဒါမှမဟုတ်ပြန်ကျဲနေတဲ့တိမ်တိုက်ပုံစံတကွန်ပုံစံဆောင်းဝန်းပြတ်ပုံစံနဲ့လှိုင်းထလှုပ်ရှားနေသောဗရင်ပေါက်ခန်းစည်းပုံစံအစရှိတဲ့ပုံစံအမျိုးမျိုးဖြင့်ကောင်းကင်ယံမှာခပ်မိန်မိန်အရောင်များအနေနဲ့ဖြာထွက်လေးရှိပါတယ်။ဒီလိုအလင်းတန်းဖြာထွက်မှုဟာအမြင့်ပေမိုင်90မှမိုင်400အတွင်းတွင်ဖြစ်ပေါ်လေးရှိပါတယ်။ဥဒရအလင်းတန်းများကိုအများအားဖြင့်နော်ဝေးဖင်လန်အိုက်စလန်နဲ့အလက်စကာစတဲ့ကမ္ဘာမြောက်ပိုင်းဒေသများမှာမြင်တွေ့ရတတ်ပြီးအထူးသဖြင့်ဆောင်းရာသီတဲ့မိုးတိမ်ကင်းစင်တဲ့ညတွေမှာမြင်တွေ့ရတတ်ပါတယ်။ရှေးခေတ်လူမျိုးများဟာဥဒရအလင်းတန်းများဖြစ်ပေါ်လာခြင်းကိုလက်ဖျားများရဲ့အလင်းများတည်ဆုံးသွားတဲ့ဝိညာဉ်တွေရဲ့ကစားခြင်းလို့ယုံကြည်ခဲ့ကြပါတယ်။ယောမတို့ရဲ့ဒဏ္ဍာရီအရာအော်ရိုရာများကိုအာယုံဦးနှစ်သမီးတစ်ပါးဖြင့်တင်စားကြပြီးလူမျိုးစုအသီးသီးပါဥဒရအလင်းတန်းများနဲ့ပတ်သက်ပြီးဒဏ္ဍာရီများရှိကြပါတယ်။ AD 1100ကျော်ခန့်ကဥဒရအလင်းတန်းများဖြစ်ပေါ်ခြင်းဟာစစ်ဘေးသို့မဟုတ်အငတ်ဘေး၏ရှေ့ပြီးသမိတ်ဟုယုံကြည်လေးရှိပါတယ်။နယူးဇီလန်မှာဒေသခံများနဲ့မြောက်အမေရိကတိုက်အပါအဝင်အချို့ဥရောပတိုက်သားများဟာဥဒရအလင်းတန်းများကိုမီးရှူးမိတိုင်းမီးဝုံပွဲများမှရောင်ပြန်ဟပ်သောအလင်းများဟုထင်မြင်ယူဆကြသလိုဝင်ကွန်ဆင်ဒေသရှိအင်ဒီယန်လူမျိုးစုများကလည်းဒီအလင်းတန်းများဟာမုတ်ဆိုးနဲ့တံငါသည်များရဲ့ဝိညာဉ်များတည်နေရာကိုညွှန်ပြတာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။အလက်စကာဒေသရှိအင်နူရစ်လူမျိုးများကလည်းအလင်းတန်းများဟာ၎င်းတို့အမဲလိုက်ရမှရရှိလာသောသားကောင်များရဲ့ဝိညာဉ်များဟုယုံကြည်လေးရှိကြပါတယ်။ Aurora ခေါ်ဥဒရအလင်းတန်းများဟာမိမိတို့ရဲ့လူမျိုးစုစိတ်ဓာတ်ကိုဖော်ကျူးနေတဲ့အရာများဖြစ်တယ်လို့ယုံကြည်တဲ့မျိုးနွယ်များလည်းရှိကြပါတယ်။ဥဒရအလင်းတန်းများဟာကမ္ဘာပေါ်မှာလူသားတွေမဖန်တီးနိုင်တဲ့သဘာဝရဲ့အံ့ဖွယ်အမှုပညာတစ်ခုပဲဖြစ်ပါတယ်။တနေ့နေ့မှာမိတ်ဆွေကိုယ်တိုင်ဥဒရအလင်းတန်းတွေကိုမြင်တွေ့နိုင်ခဲ့ရင်ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။